မင်္ဂလာပါရှင်ဒေါက်တာမြန်မာကျန်းမာရေး website မှာကြိုဆိုပါရစေဒီ season ကနေတဆင့်ကိုဝင်ပတ်လိုက်တတိသားလေးကြီးထွားဖွံ့ဖြိုးလာပုံအစဉ်စဉ်နဲ့ဖေဖေမေမေတို့တည်ထားတဲ့ဆောင်းရံရှောင်းရံလေးတွေကိုပြပြပေးသွားမှာဖြစ်ပါရဲ့ရှင်အခုဆိုရင်တော့ကိုဝင်ပတ်73ဘတ်မြောက်နဲ့14ဘတ်မြောက်ကိုရှင်းပြပေးသွားမှာပါရှင်ကိုဝင်ပတ်73ဘတ်မြောက်မှာခလေးလေးရာဆိုရင်တော့ပို့ပြီးတော့မြ мян ကြီးထွားလာနေပါပြီမျက်လုံးတွေဟာနေရာတကျရှိနေပြီးတော့ခြေချင်းဝတ်တွေလက်ကောက်ဝတ်တွေပေါ်လာပါပြီရှင်။ကျန်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကအချိုးအစားကျနေပြီဖြစ်ပေမဲ့ဥကောင်းကတော့တိတိတသားကိုကြီးနေပါသေးတယ်။ကိုဝင်73ဘတ်မြောက်မှာမိမိအနေနဲ့ကတော့မိမိရဲ့တိမ်ကအတော်လေးကိုကြီးထွားလာပြီးတော့တင်ပစုံအတွင်းပိုင်းအပြည့်လောက်ဖြစ်နေပါပြီ။ပြုတ်ချင်းအန်ဂျင်နာတွေမပြောက်သေးဘူးဆိုရင်တော့မှတော်တော်လေးကိုတက်တာလာနေပါပြီရှင်။အခုဆက်လက်ပြီးတော့ကိုဝင်14ဘတ်မြောက်အကြောင်းလေးကိုလည်းပြပြပေးပါမယ်။ကိုဝင်14ဘတ်မြောက်မှာတော့ခလေးလေးရာဆိုရင်ခလေးရဲ့နှရွက်လေးတွေကဥကောင်းရဲ့ဘေးတစ်ဖက်စီမှာတိတိကျကျနေရာယူပြီးသွားပါပြီ။လက်ဘင်းလေးလည်းရှည်လာပြီးတော့မေးစီလည်းထင်ရှားလာပါပြီ။မျက်နှာပုံမှန်တင်ပြတဲ့လက်ဝေပုံစံတွေလည်းပေါ်လာပါပြီ။ဒါပြင်ခလေးငယ်ဟာဆိုရင်ပြင်ပမှလှုပ်ဆောင်မှုကိုစတင်တုံ့ပြန်နိုင်ပြီဖြစ်ပါတယ်။မမေဝမ်ဘိုက်ကိုလက်နဲ့ပုတ်ကြည့်မယ်ဆိုလို့ရှိရင်ခလေးလေးကလူးလွတ်လှုပ်ရှားဖို့အတွက်ကြိုးစားနေပါလိမ့်မယ်။ကိုဝင်14ဘတ်မြောက်မှာမိမိအနေနဲ့ကတော့မိမိအားဆိုရင်အခုဆိုရင်ကိုဝင်ဆောင်အင်ကြီးလှလှလေးတွေဝတ်လို့ရနေပါပြီခလေးကြီးထွားမှုအလိုက်မိမိရဲ့ဝမ်ဘိုက်ကြက်သားတွေအရေးပြားတွေတင်းလာမှာပါကိုဝင်ဆောင်စဉ်ထွက်တဲ့ဟော်မုန်းတွေအားဆိုရင်ဥနီယန်ကိုမလှုပ်ရှားပဲငြိမ်နေစေတဲ့အတွက်ကြောင့်တခါတရံဝမ်းချုံနေတတ်ပါတယ်ကိုဝင်73ဘတ်မြောက်နဲ့14ဘတ်မြောက်မှာသတိထားမယ့်အချက်တွေအနေနဲ့ကတော့တားဖွားမိရဲ့ဆရာဝန်ထံမှာပုံမှန်စစ်ဆေးမှုကိုခံယူရပါမယ်အဖော်အဖြစ်ခင်မုန်းကိုခေါ်သွားပြီးပါအခွင့်အရေးရမယ်ဆိုရင်တော့ခလေးနှလုံးခုန်တန်းကိုအတူတူနားထောင်ဝင်ရမှာပါရှင်။ဝမ်းမချုပ်စေဖို့အတွက်ကိုဝင်ဆောင်လေ့ကျင့်ခန်းတွေကိုပုံမှန်လုပ်ပေးပါ။ရေဒါမှမဟုတ်လက်ဆက်တဲ့တတိဖြော်ရည်တွေကိုများများတောက်ပေးပါ။ဒါပြင်ဟင်းသီးဟင်းရွက်ကိုများများစားပေးပါရှင်။ကိုဝင်ဆောင်အားစီတွေကယ်လ်ဆီယမ်အားဖြည့်စေတွေဖော်လစ်အက်ဆစ်တွေကိုနေ့စဉ်မျှဝဲဖို့မမေ့ပါနဲ့နော်။ဒါဆိုရင်တော့ကိုဝင်73ဘတ်မြောက်နဲ့14ဘတ်မြောက်မှာဘာတွေဆောင်ရန်ရှောင်းရန်နေရှိမလဲဆိုတာကိုဖေဖေမေမေတို့သိသားမယ်လို့မျှော်လင့်ပါတယ်ရှင်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။